မိုက်ကယ်အင်ဂျလိုဟာဘီတော့မှပကြီးဆရာတယောက်မဖြစ်ချင်ခဲ့ပါဘူး။ System ရှာပဲလိုနေရာမျိုးမှာ Decoration of Art and Glass Judgment တို့လိုပကြီးကားကြီးတွေကိုတာမန်ပကြီးဆရာထက်ပိုတဲ့အမြင်တွေနဲ့အပြည့်ပြည့်စုံပုံဖော်နိုင်ခဲ့တာတောင်မှပကြီးပညာကသူ့ကိုပြီးွားတဲ့အမှုပညာခံစားမှုမျိုးမပေးစွမ်းနိုင်ဘူးလို့သူတငယ်ချင်းထံပေးခဲ့ဘူးတဲ့စာတစ်စောင်မှာရင်ဖွင့်ခဲ့ပူပါတယ်။အဲ့ဒီချက်ကိုကြည့်မယ်ဆိုရင်မိုက်ကယ်အင်ဂျလိုအတွက်ဗဟုပညာကသာလျှင်တူကိုးဝယ်ခဲ့တဲ့တခုတည်းသောအမှုပညာဖြစ်ခဲ့ပါတယ်။1999ဖီတာရုပ်ထုကိုထုစစ်ပြီးခဲ့တဲ့အချိန်မှာတော့မိုက်ကယ်အင်ဂျလိုရဲ့တက်ဟာဆိုရင်24နှစ်တာပဲရှိခဲ့ပါသေးတယ်။1904ခုနှစ်ရောက်မှာတော့ကဘာကြီးရဲ့ဗဟုပညာလောကကိုတုံလို့စေမဲ့နာမည်ကျော်ဒီဘီရုပ်ထုကိုထုစစ်ပြီးမြောင်းနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကနေစလို့မိုက်ကယ်အင်ဂျလိုဟာဆိုရင်လည်းဗဟုပညာလောကရဲ့စံတယောက်ဖြစ်လာခဲ့တယ်လို့ဒီဘီရုပ်ထုဟာဆိုရင်လည်းကဘာအမှုပညာအမြောက်ဆုံးဗဟုရုပ်ထုတစ်ခုဖြစ်ယနေ့ချိန်ထိအောင်တတ်မှတ်ထားခြင်းခံရပါတယ်။